မင်္ဂလာပါရှင်ဟိုတယ်မော်တယ်ဂက်စ်ဆောက်စတဲ့လုပ်ငန်းရှင်များအနေနဲ့လူကြီးမင်းတို့ဟိုတယ်လုပ်ငန်းတွေမှာနေ့စဉ် check in check out စာရင်းတွေ guest profile နဲ့ stay record တွေ reservation လက်ခံတာတွေ room transfer တွေနဲ့ mini bar item စတာတွေကိုစနစ်တကျထိန်းချုပ်နိုင်မှုအတွက်ဟိုတယ်လုပ်ငန်းသုံးကွန်ပျူတာစနစ်တစ်ခုကိုရှာဖွေနေပါသလားဒါဆိုရင်တော့ Galaxy ရဲ့ Hotel Pro Software ကလူကြီးမင်းတို့ဟိုတယ်လုပ်ငန်းအတွက်ဘယ်လိုမျိုးအကောင်းဆုံးအထောက်အကူပြုပေးနိုင်မလဲဆိုတာကိုပြောပြပေးမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းပါရစေရှင်ကျမတို့ရဲ့ Hotel Pro Software ကသတ်မှတ်ထားသောအခန်းမျိုးစားလိုက် Occupy Available ဖြစ်နေတဲ့အခန်းတွေကိုအလွယ်တကူစစ်ဆေးလို့ရအောင်ကာလာများနဲ့တကွဖော်ပြပေးနိုင်မယ်။ပုံမှန်အခန်းအယောင်များအပြင်အချိန်ပိုင်း၊နေ့တစ်ပိုင်း၊ညတစ်ပိုင်းအယောင်ပုံစံ၄မျိုးအထိစုံလင်စွာအသုံးပြုနိုင်မယ်။ဧည့်သည်တွေရဲ့လိုအပ်ချက်ကိုမြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မယ် Alert System လည်းအသုံးပြုနိုင်မယ်။ Reservation ပိုင်းနဲ့ပတ်သက်ပြီးလဲ last minute reservation, advanced room reservation, group reservation စသဖြင့်ပုံစံမျိုးမျိုးအသုံးပြုနိုင်မယ်။ Traditional mechanical dollar များအစား electronic dollar system များနဲ့ပါတွဲဖက်အသုံးပြုနိုင်မယ်။ Housekeeper များအနေနဲ့လည်းမိမိတို့ Android phone မှာတစ်ဆင့်အခန်းချိန်တွေအပြင် cleaning time record တွေ mini bar item အယောင်တွေ incident list, loss and found တွေနဲ့ laundry service စတာတွေကိုလည်း housekeeper များမှာအလွယ်တကူစီမံခန့်ခွဲနိုင်ပြီးကြားသိငွေများကိုပါအသေးစိတ်မှတ်သားထားနိုင်မယ်။ဒါအပြင်လူကြီးမင်းတို့ဟိုတယ်မှာ bar and restaurant နဲ့ mini mart စတဲ့လုပ်ငန်းများရှိခဲ့ရင်လည်း F&B management, inventory management, accounting management တို့ကိုပါတွဲဖက်အသုံးပြုနိုင်တာမို့လူကြီးမင်းတို့ဟိုတယ်လုပ်ငန်းကိုယခုထက်ပိုမိုကောင်းမွန်အောင်ထိန်းချုပ်နိုင်မှုအတွက်စိတ်ဝင်စားရဲဆိုရင်တော့ Galaxy ရဲ့နီးစပ်ရာရုံးခွဲများကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။